ဆရာမပြောတာမှန်တယ်တဲ့ဒီ social media ကြီးကိုခုလုပ်နေတာတော့တအားနောက်ကျသွားပြီတဲ့အဲ့တော့ညို website မှာရှာဖတ်ကြည့်တဲ့အခါမြန်မာနိုင်ငံမှာ social media သုံးတဲ့လူဦးရေက61%ရှိတယ်ပေါ့နော်လူဦးရေက33.4 တန်း social media သုံးကြတယ်အဲ့ဒီထက်မှာ Facebook ကိုသုံးတဲ့သူက18.5 တန်းရှိပြီးတော့မှ TikTok ကိုသုံးတဲ့သူက16.65 တန်းရှိတယ်လို့ပြောထားတယ်မြန်မာနိုင်ငံမှာဆိုရင်ဒီ platform နှစ်ခုမှာလူသုံးအများများတယ်အဲ့တော့လူတွေအများကြီးရှိတဲ့နေရာဒီဈေးကွက်ရှိတဲ့နေရာပဲလို့ပြောလို့ရတယ်ဒါကြောင့်ညတို့ရဲ့ business တွေကလည်းဒီနေရာမှာရှိနေတယ်ပေါ့နော်ဒါပေမဲ့အခုမှစလုပ်မယ်အရင်နောက်ကျသွားပြီလားဆိုတော့အရင်နောက်မကျသေးပါဘူးလို့ပြောချင်တယ်အရင်ကထပ်ပိုခက်လာတာတော့အမှန်ပဲပေါ့နော်အဲ့တော့ညရဲ့ဒီဗီဒီယိုလေးဆိုလွန်ခဲ့သော3နှစ်လောက်ကရိုက်ထားတာဗီဒီယို quality လည်းမကောင်းဘူးပြောတာလည်းမကောင်းဘူး content လည်းအရင်ကြီးမကောင်းနေဘူးပေါ့နော်ဒါပေမဲ့လို့ဒီဗီဒီယိုလေးက million view ရခဲ့တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာဗီဒီယိုလုပ်တဲ့သူကအရင်နေသေးတယ်ဗီဒီယိုရိုက်တဲ့သူပြောတဲ့သူကအထူးဆန်းဖြစ်နေသေးတဲ့အတွက်လူတွေရဲ့ attention ကိုရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့လူတိုင်းက video content တွေရိုက်နေကြပြီသူတို့ရဲ့ idea တွေကိုချပြနေကြပြီ editing တွေလည်းအရင်ကိုပိုကောင်းလာကြပြီ video content လုပ်တဲ့သူတွေများလေတာမန်ထက်မထူးခြားတဲ့အရာတွေဆိုရင်လူတွေရဲ့ attention ကရော့ကျလေးပဲဖြစ်တယ်ဒါကြောင့်အခုချိန်မှာစပြီးတော့ video content တွေလုပ်မယ်ဆိုလို့ရှိရင်ညတို့တက်နေရတော့ကြံသေးတယ်ဒါပေမဲ့ဒီအချက်3ချက်တော့ရှိရလိမ့်မယ်ပေါ့နော်ပထမတစ်ချက်ကပါလဲဆိုတော့ကိုယ့်ရဲ့ niche ပေါ့နော်ကိုကျွမ်းကျင်တဲ့ level တစ်ခုကိုသတ်မှတ်လိုက်ပါကိုကျွမ်းကျင်တဲ့ level လေးတစ်ခုတည်းနဲ့စတာပို့ပြီးတော့လွယ်စေတယ်ပေါ့နော်အဲ့တော့ကိုကလူတွေအကုန်လုံးတည်းရည်ညွှန်းနေမယ်ကျွမ်းကျင်တဲ့အရာကိုလည်းထိထိမိမိပြသနိုင်မှုဆိုလို့ရှိရင်ထိုးဖောက်ရတာခက်ပါတယ်နောက်နံပါတ်1အနေနဲ့ကကျတော့ professional ဆန်လုပ်ပါအဲ့တော့ content quality editing quality အပြင်စင်အသွင်အပြင် quality အစရှိတဲ့ပြင်ပေါ့နော်ဒါတွေအကုန်လုံး professional ဆန်စနစ်တကျလုပ်နိုင်မှသာ attention ကိုရနိုင်ပါလိမ့်မယ်နံပါတ်3တစ်ချက်အနေနဲ့ကတော့ဇက်တက်လုပ်ပါချက်ချင်းရလက်ထွက်ခြင်းမှာထွက်ပါလိမ့်မယ်ညတို့ဒီအများအားစမ်းသပ်နေရမှာပဲဖြစ်ပါတယ်ကိုနဲ့ဘယ်အရာနဲ့ကိုက်ညီသွားမလဲဘယ် content ကကိုရဲ့ winning content ဖြစ်မလဲဆိုတာအများအားစမ်းသပ်နေမှာလုပ်နေမှသာလျှင်သိလာနိုင်တဲ့အမျိုးပါနော်ဒါကြောင့်မလို့ကိုကအခုမှစလုပ်မယ်ဆိုတော့ညအခုပြောသွားတဲ့အချက်3ချက်ကိုစနစ်တကျနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ညတို့အတွက်နေရာကျန်ပါသေးတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာအရန်ကိုနာမည်ကြီးတဲ့ influencer တွေ celebrity တွေဆိုတာလက်ချိုးရည်လို့ရပါသေးတယ်။မျိုးတို့အနည်းဆက်ဆုံးမြင်နေရတဲ့တရုတ်တို့ထိုင်းတို့လိုမျိုးအကုန်လုံးက influencer တွေ celebrity တွေဖြစ်ပြီးတော့စုပြုံတိုးနေရတဲ့အခြေအနေမျိုးမရောက်သေးပါဘူး။ကိုယ့်အတွက်နေရကြမှာသေးရဲ့နော်။ဒါပေမဲ့အခုချိန်ဒီစမလုပ်သေးဘူးအချိန်ဆွဲနေမယ်ဆိုလို့ရှိရင်တော့စုပြုံတိုးရတဲ့အခြေအနေကိုရောက်လာနိုင်ပါတယ်။အဲ့တော့ရှင်ပြန်ရတဲ့သူတွေများလေလူတွေ attention ကိုရအောင် creation တွေလုပ်ရလေပိုခက်လေးဖြစ်ပါလိမ့်မယ်နော်ဒါကြောင့်မလို့လူတိုင်းနှီးပါသုံးနေတဲ့ဒီဈေးကွက်မှာကိုယ့်ရဲ့ business တစ်ခုကိုတိစောက်ထားခြင်းနဲ့ဆိုတော့အခုကစပြီးတော့ content တွေစလုပ်ပါလို့ညိုကတော့အားပေးချင်ပါတယ်နော်ဆိုတော့ content marketing နဲ့ personal branding ကိုစနစ်တကျလုပ်တတ်ခြင်းနဲ့ဘယ်ကနေစရမလဲမသိဘူးဆိုတော့ညိုရဲ့ MOB တင်နန်း online join လုပ်ရပါတယ်ဆိုတော့တင်နန်းတက်ခြင်းနဲ့ဆိုတော့ဒီ video လေးရဲ့ comment မှာ MOB လို့မှန်းခဲ့ပေးပါနော်အဲ့တော့တင်နန်းထဲမှာတွေ့ကြမယ်